အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ R5 grammar အခန်း3ဆက်တင်သွားမှာဖြစ်ပါတယ်အဲ့တော့ R5 grammar ဒီအခန်း3မှာပါလဲဆိုရင်ကိုကိုစုကိုအားစုကိုဆိုတဲ့နေရာကိုဖော်ပြခြင်းဒီနေရာအဲ့ဒီနေရာဟိုနေရာရဲ့ခွချီရာစချီရာအာချီရာဆိုတဲ့ရှေ့ရှုရာဘက်ပေါ့နော်ဒီဘက်အဲ့ဒီဘက်ဟိုဘက်ဆိုတာရဲ့ပြီးရင်သူတို့ရဲ့မိခွန်းစလုံးဖြစ်တဲ့ဒုခိုရဲ့ဒုချီရာရဲ့ဘယ်လိုကွဲပြားလဲဆိုတဲ့ဟာရဲ့ပြီးသွားရင်ကျတော့အရှိရအခန်းတွေမှာလည်းပါခဲ့တဲ့ not ဆိုတဲ့ဟာပေါ့နော်ကဲဆိုရင်မြန်လေးပထမဆုံးဟာကိုသွားကြည့်ရင်ကိုစုကိုအားစုကိုဒီနေရာအဲ့ဒီနေရာဟိုနေရာအဲ့တော့ကျတော့ကိုဆိုတာကဒီနေရာပြောသူရှိတဲ့နေရာစုကိုဆိုတာကအဲ့ဒီနေရာကြားနာသူရှိတဲ့နေရာအစုကိုဆိုတာဟိုနေရာနှစ်ယောက်လုံးနဲ့အဝေးမှာရှိတဲ့နေရာဒုခိုဆိုတာဖယ်နေရာသူကတော့အမေးစကလုံးပေါ့အဲ့တော့ဥပမာအနေနဲ့ကြည့်မယ်ဆိုရင်ကိုဝါရှော့ကူတိုဒက်ကိုရှိနေတဲ့နေရာဖြစ်ပြီးတော့ဒီနေရာထမင်းစားကမ်းမှာလို့ပြောခြင်းဖြစ်တယ်ပြီးရင်တိုရီတဲဝါစုကိုဒက်အဲ့ဒါဒီကိုလန်းပြောလိုက်တဲ့နားထောင်တဲ့သူနဲ့အနီးနားမှာရှိတဲ့နေရာဖြစ်တဲ့အတွက်သုခုနဲ့တုံထားတယ်တွိုင်းလက်ကအဲ့ဒီနေရာမှာပါပြီးရင်တွိုင်းလက်ကဘယ်နေရာမှာလဲဆိုရင်မိခွန်းစလုံးဖြစ်တဲ့ဒုခိုကိုတုံးမယ်နော်အဲ့တော့တိုရီတဲဝါဒုခိုဒက်ကအဲ့တော့ဒီဟာလေးကိုဒီနေရာဖြစ်သွားနေရာတွေကိုမေးတတ်အောင်ပေါ့နော်ပြီးရင်နောက်တစ်ခုခွချီရာဆွချီရာအချီရာဒီဘက်အဲ့ဒီဘက်ဟိုဘက်အဲ့တော့ခွချီရာပြောသူရှိတဲ့ဘက်ဆွချီရာကကြားနာသူရှိတဲ့ဘက်အချီရာကနှစ်ယောက်လုံးနဲ့အဝေးမှာရှိတဲ့ဘက်ဒုချီရာဘယ်ဘက်ဆိုတဲ့အမေးစကားလုံးပေါ့နော်အဲ့တော့သူကတော့ဗာလဲဆိုရင်ကြတော့ခွချီရာဝါခိုင်ကြီးရှိစုဒီဘက်ကတော့အစည်းအဝေးခန်းမှာဂျီမှုရှောဝါအချီရာတက်ရုံငန်းကတော့ဟိုဘက်ကပါဆိုတဲ့ရှေ့ရှုရာဘက်တွေကိုပြတာပါအဲ့တော့ခွချီရာဆွချီရာအချီရာဒီရှေ့ရှုရာဘက်ကိုပြတာခုစုကိုအဆုကိုလိုမျိုးပဲတနည်းအားဖြင့်ကတော့နေရာကိုပြောတာချင်းကတော့အတူတူပဲဒါပေမဲ့ခွချီရာဆွချီရာအချီရာကပို့ပြီးတော့ယဉ်ကျေးတယ်ပေါ့နော်အဲ့ဒါဒီနှစ်ခုရဲ့ကွဲပြားချက်ပါကဲအဲ့ဒါဆိုရင်အခုဟာလေးကိုရမယ်လို့ထင်တယ်အဲ့တော့ဒုတိယ grammar ဒုခိုရဲ့ဒုချီရာရဲ့အဲ့တော့ဒုခိုရဲ့ဒုချီရာရဲ့ကဘာလဲဆိုရင်ဒုခိုဆိုတာခုနကလေကိုစုကိုအဆုကိုရဲ့အမေးစလုံးပဲနေရဒုချီရာကိုချီရာဆွချီရာအချီရာရဲ့အမေးစလုံးပဲဘက်အဲ့တော့နိုင်ငံနေအဲ့တော့အခုကဘယ်ဘက်ဆိုတဲ့ဟိုဘယ်လိုပြောရမလဲမြေပုံလိုမျိုးကြီးအဖက်တွေကိုရှင်းပြရတာမဟုတ်ဘဲနဲ့နိုင်ငံတို့ကုမ္ပဏီတို့ကျောင်းတို့အဲ့ဒါတွေကိုမေးမြန်းတဲ့အခါကျရင်ဒုခိုတို့ဒုချီရာတို့တုံးတယ်အဲ့တော့နားမလည်ဘူးဆိုရင်ဘယ်လိုမျိုးလဲဆိုရင်ကျတော့ဥမာအိုခုနီဝါဒုချီရာဒက်ကမြန်မာလူကြီးတိုင်းပြန်မယ်ဆိုတိုင်းပြည်ကဘယ်ဘက်ကပါလဲအဲ့လိုမျိုးကြီးကြာရင်ကျတော့တိုင်းပြည်ကအရှေ့တောင်အာရှရဲ့ဘယ်ဘက်အဲ့လိုမျိုးပြောတာမဟုတ်ဘဲနဲ့ तू ကဒီတိုင်းပဲဒီနေ့ဘယ်လိုပြောမလဲဘယ်တိုင်းပြည်လဲဘယ်နိုင်ငံလဲဘယ်ကျောင်းလဲဘယ်ကုမ္ပဏီလဲအဲ့လိုမျိုးမေးတာမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့အခုနီဝါဒုချီရာဒက်ကဆိုရင်ဘယ်တိုင်းပြည်ရလဲလို့မေးတာအဲ့ကျရင်ကိုကအမေရိကန်ဆိုရင်အမေရိကဒက်မြန်မာဆိုရင်မြန်မာဒက်အဲ့လိုဖြစ်ရပါတော့ပြီးရင်နောက်တစ်ခုနံပါတ်2ကခိုင်ရှာဝါဒုချီရာဒက်အဲ့လိုမေးတဲ့ခါကျရင်လေကုမ္ပဏီကိုလမ်းညွှန်ခိုင်းတာမဟုတ်ဘဲနဲ့ဘယ်ကုမ္ပဏီရလဲလို့မေးတာအဲ့ကျရင်ကြတော့ဥမာဆိုရင်ကိုယ့်ရဲ့ကုမ္ပဏီက IMC ဆိုရင် IMC desk ပေါ့နော်အဲ့လိုဖြေလို့ရတယ်အဲ့တော့ဒီဒုခိုနဲ့ဒုချီရာနဲ့ဘာကွာလဲလို့မေးရဆိုရင်ဒီလိုပုံစံမျိုးတွေကဒုချီရာနဲ့ပို့ပြီးတော့အမေးများတယ်သူများရဲ့သတင်းချက်လက်ကိုမေးတာဖြစ်ပြီးယဉ်ကြီးမေးခြင်းတဲ့အတွက်ကြောင့်မို့လို့ယဉ်ကျေးတဲ့ခါကျရင်ဒုချီရာကိုပို့သုံးတယ်ပေါ့နော်ကဲဆိုရင်ဒါနံပါတ်1 grammar ပြီးရင်နံပါတ်3 grammar ကကြတော့အခဏပါတဲ့ not ဒီတစ်ခါနောက်တစ်မျိုးဖြစ်သွားပြန်ပြီ not အဲ့တော့ဒီတစ်ခါကျတော့ not ကိုဘယ်လိုနေရာမှာသုံးလဲဆိုရင်အရင်လိုပဲနောက်နှစ်ခုကြားထဲမှာတော့ရှိတာတော့ဟုတ်တယ်ဒါပေမဲ့ပိုင်ဆိုင်မှုကိုပြောတာမဟုတ်သလိုပတ်သက်တာကိုပြောတာလည်းမဟုတ်ဘူးအရှိမနိုင်ငံနာမည်ပါပြီးတော့အဲ့နိုင်ငံထုတ်ပစ္စည်းပေါ့နော်အရှိမနိုင်ငံနာမည်နဲ့ဆိုရင်အဲ့နိုင်ငံထုတ်ပစ္စည်းလို့ပြောပြီးအရှိမကုမ္ပဏီနာမည်နဲ့ဆိုရင်အဲ့ကုမ္ပဏီထုတ်ပစ္စည်းဆိုတဲ့အဓိပ္ပာယ်ဥပမာစာကြောင်းနေနဲ့ဆိုရင်ကိုရဲဝနီဟွန်နော့ခုဒူမဒါကဂျပန်ကဂျပန်ဆိုတဲ့နိုင်ငံရဲ့အနောက်ကကားရဲ့ကြားထဲမှာ not ထည့်လိုက်ဂျပန်နိုင်ငံကထုတ်တဲ့ကားလို့ပြောတာပေါ့နော်ပြီးရင်နံပါတ်2ကဆိုတဲ့ဝါ IMC not computer desk အဲ့ဒါက IMC ရဲ့ကွန်ပျူတာပါအရှိမ IMC ဆိုတဲ့ကုမ္ပဏီနာမည်ပါပြီးအနောက်မှာကကွန်ပျူတာဆိုတဲ့ပစ္စည်းပါတယ်အဲ့ဒါဆိုရင်အဲ့ကုမ္ပဏီထုတ်ပစ္စည်းပေါ့နော်အဲ့လိုပုံစံမျိုးနဲ့သုံးတာပါကဲအဲ့ဒါဆိုရင်ဒီနေ့သင်လိုက်တဲ့ grammar pattern လေး3ခုရှိပါတယ်အဲ့ grammar pattern တွေကိုပြန်လေ့လာပြီးတော့နောက်ဗီဒီယိုကျမှပြန်တွေ့ပါမယ်